Hey, ôi vô. Lên. မိုးတိထန်စွာရွာတဲ့မှုကြောင့်မရဦးမြို့နယ်မှာရှိတဲ့စပီးရှောက်စခန်းတစ်ခုမှာစခန်းတစ်ခုလုံးရေနဲ့မြုပ်နေတာကိုမြင်တွေ့နေရတာပါရခိုင်မှာပြီးခဲ့တဲ့ဇူလိုင်လ4ရက်နေ့ကလေးကမိုးတိထန်စွာရွာတဲ့ခဲ့တဲ့အတွက်စပီးရှောက်လူဦးရေ200ကျော်နေထိုင်တဲ့မရဦးမြို့နယ်ကဂါရတော်စပီးရှောက်စခန်းမှာတဖြည်းဖြည်းရေနဲ့မြုပ်လာတာဟာယနေ့ဇူလိုင်လ9ရက်နေ့မှာစခန်းတစ်ခုလုံးနှိမ့်မြုပ်နေပြီဖြစ်ပါတယ်Cô nè bà la cô. Ông bà to khai cái bà đó. Ai đi ăn đi tu. Nên bà mà. Vậy là nó bà nè. Vậy là đấy nhé. ခုဆိုရင်စခန်းအတွင်းမှာရေအမြင့်ပြေ6ပေကျော်အထိမြင့်တက်နေပြီဖြစ်တဲ့အတွက်ကြောင့်စခန်းအတွင်းမှာနေထိုင်နေကြတဲ့စပီးရှောက်တချို့ကိုဖုန်ကြီးကျော်တွေကိုယာယီပျောက်ရှင်းထားတယ်လို့ဆိုပါတယ်အဲ့ကေရကနေအဲ့ကေရနေချီဆုံးမလားမိုးကလည်းမသိဘူးမိုးချီဆုံးဖို့ရဲရှိဒီဆုံးဖို့အဲ့ဒီယာယီရွှေ့ပြောက်ထားတဲ့နေရာမှာလေနေထိုင်ဖို့အမိုးကတွေမလုံလောက်တဲ့အတွက်ကိုဝန်သေးတွေတကြီးယူအိုတွေနဲ့ကလင်းတွေကိုနေဆက်ရကျွော်တွေကဖုန်ကြီးကျောက်တွေစက်တင်ကျောက်တွေစီကိုနောက်ထပ်ပျောက်ရွှေ့ဖို့စီစဉ်နေကြတယ်လို့ဆိုပါတယ်အဲ့ဒီကာရတော်စပီးရှောက်စခန်းမှာစစ်တွေမြို့နယ်နဲ့ပုံနာချင်းမြို့နယ်တွေကစပီးရှောက်အိမ်ထုံစု90ကိုစုနဲ့လူဦးရေ200ကျော်နေထိုင်နေကြတာပါလက်ရှိမှာမိုးတိထန်စွာရွာတဲ့မှုကြောင့်စပီးရှောက်တွေဟာစဝဲနေရဲ့ခက်ခဲတွေအပြင်ကုညီကစီရေးတွေကိုပါအရေးပေါ်လိုအပ်နေပါတယ်မူလဝါဒခမဲရှိတဲ့ရခိုင်ကမော်တော်စစ်တွေကြောက်တော်နဲ့အနီးတစ်ဝိုက်ဒေသတွေဟာအနည်းရောက်အဆင့်ကိုရောက်ရှိနေပြီးလာမစ်ဇူလိုင်လ17ရက်နေ့အထိမိုးရေရှင်မြင့်တက်နိုင်တယ်လို့ခမဲထားကြပါတယ်